အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဖြိုး YouTube channel အသစ်ကလေးကနေပြီးတော့ကျွန်တော်ကိုမတဦးတယောက်ရှင်းသည့်တိုင်းကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။နေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိသောနေ့ရက်လေးတွေခြောက်ရပိုင်ဆိုင်နိုင်ကြပါစေ။လက်ရှုတိုင်းမှာလည်းငွေတွေဝင်ကြပါစေ။စိတ်သွားတိုင်းကိုပါလို့လူအင်ဆန္ဒတစ်လုံးတစ်ဝါလေးတွေပြေဝကြပါစေလို့ကျွန်တော်ကိုဖြိုးကဦးစွာပထမစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကိုမိုက်အားလုံးပဲကဲကိုဒီအမတွေမိသားစုဝင်လေးတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်2ရက်4လ2026ကြာသပတေးနေ့မနက်7:00နာရီ10မိနစ်အတွက်ဒူရီနဲ့ပတ်သက်ပြီးဘာလို့ထိုးရမှန်းမသိဘူးဖြစ်နေတဲ့အကိုဒီအမတွေမိသားစုဝင်တွေအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်မိဆိုတာနဲ့မရင်မကြော်ပဲနဲ့အချိန်လေး9မိနစ်6မိနစ်လောက်ပဲပေးပြီးတော့နော်မရင်မကြော်ပဲနဲ့သေချာနားလိုက်တဲ့ဘောပေါက်အောင်ကြည့်မယ်နော်အကြိုက်တူတဲ့ကိုဒီအမတွေဆိုရင် like ဆော့မယ်ကျွန်တော်ကိုမိုက်အားလုံးပဲကျွန်တော်တို့ဒီနေ့ဗိုလ်တဖူးနေ့ညနေမှာတော့ကျွန်တော်ကိုပြောဒီလွဲရှောင်မှုဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကိုမိုင်အားလုံးပဲဒီဘက်မှာကျွန်တော်ကိုမိုင်အားလုံးပဲ6ပွဲမှာကျွန်တော်တို့4ပွဲအဆင်ပြေအောင်ကျွန်တော်ကိုပြောငွေထုတ်ပိုက်နေအောင်ပြောပြထားပြီးသားเนาะအဆင်ပြေအောင်ငွေထုတ်ပိုက်နေအောင်ကျွန်တော်ကိုပြောဒီကိုကြီးပေးထားပြီးပြီကျွန်တော်ကိုမိုင်အားလုံးပဲเนาะဒါနေတဲ့သမားတွေကအဖွဲ့ဝင်သမားတွေက6ပွဲမှာ4ချိန်တိတိအဆင်ပြေထားပြီးကျွန်တော်ကိုမိုင်အားလုံးပဲအမျက်ကြံနဲ့ငွေထုတ်နိုင်တယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲ6ပွဲမှာ2ချိန်ပဲလွဲပါသေးတယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်တို့ဒါမနက်ဖြန်2ရက်4လ2026ကြာသပတေးနေ့မနက်7:00နာရီ10မိနစ်အတွက်เนาะကျွန်တော်နေတိုက်လေးတွေမပြောခင်မှာကျွန်တော်ကိုမာတွေအားလုံးပဲကျွန်တော်တို့ရှေ့လာမဲ့အပတ်အတွက်เนาะရှေ့လာမဲ့အပတ်မှာကျွန်တော်တို့တနင်္လာနေ့ကဖောင်းရက်ဖြစ်တယ်เนาะတနင်္လာနေ့တရက်မှာဖောင်းရက်ရှိပါတယ်ကျွန်တော်ကိုမာအားလုံးပဲအဲ့တော့တနင်္လာနေ့မပါဘူးเนาะကျွန်တော်ကိုမာအားလုံးပဲတနင်္လာနေ့ကဖောင်းရက်ဆိုတော့အင်္ဂါဗုဒ္ဓဖူးကြာသပတေး3ရက်ကိုမွေးပြီးတော့ဆော့ရမယ်တရားရာခိုင်နှုန်းဇာတို့เนาะတရားရာခိုင်နှုန်းဇာတို့ပတ်တီတစ်လုံးရယ်ကျွန်တော်3ရက်မွေးစောရမယ်လက်ကနန်း2ကွက်ရယ်เนาะကျွန်တော်ကမိုင်အားလုံးပဲเนาะတနင်္လာနေ့တာဦးနေ့เนาะတနင်္လာနေ့ကဖောင်းနေဆိုတော့အခုကျွန်တော်ရှေ့လာမယ့်ဘက်အတွက်တနင်္လာနေ့ကဖောင်းတဲ့အတွက်ကြောင့်အင်္ဂါဗုဒ္ဓဖူးကြာသပတေး3ရက်ကိုတရားရာခိုင်နှုန်းဇာတို့မွေးပတ်တီတစ်လုံးရယ်3ရက်เนาะတရားရာခိုင်နှုန်းဇာတို့မွေးပတ်တီတစ်လုံးရယ်မွေး2ကွက်ရယ်လိုချင်တဲ့ကိုတွေမှရှိတယ်ဆိုရင်ကျွန်တော်ကိုပြောရှိမှလာပြီးတော့ကန်ဆယ်လို့ရပြီเนาะကန်ဆယ်ရှင်တဲ့ဆိုတဲ့လူဟောင်းအကိုတွေမှတွေလည်းကျွန်တော်ကိုပြောအဖွဲ့ဝင်လက်ခံပြီเนาะကျွန်တော်ကမိုင်အားလုံးပဲလူသစ်ကိုတွေမားတွေလည်းအဖွဲ့ဝင်ကျင်တယ်ကျွန်တော်ကိုပြောရှိမှလာပြီးကန်ဆယ်ရှင်တယ်ဆိုရင်ကန်ဆယ်လို့ရပါတယ်အဖွဲ့ဝင်လို့ရပါတယ်เนาะကျွန်တော်ကမိုင်အားလုံးပဲအဖွဲ့ဝင်ကြီးကန်ဆယ်ကြီးလေးကိုတော့ဒါကျွန်တော်အများတက်နိုင်တဲ့ကြီးလေးသတ်မှတ်ပေးထားပါတယ်အဖွဲ့ဝင်ကြီးကန်ဆယ်ကြီးကတော့ကျွန်တော်အများတက်နိုင်တဲ့ကြီး1000ကျပ်ပဲကျွန်တော်ကိုပြောကျွန်တော်ကိုမာတွေကိုဒါအများတက်နိုင်တဲ့ကြီးလေးပဲသတ်မှတ်ပေးထားပါတယ်เนาะကျွန်တော်တို့ရှေ့လာမယ့်အပတ်မှာတနင်္လာနေ့ကဖောင်းရက်ဆိုတော့မွေးစောရမှာကအင်္ဂါဗုဒ္ဓဖူးကြာသပတေး3ရက်မွေးပြီးတော့ဆော့ရမယ်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะ3ရက်မွေးပြီးတော့ဆော့ရမယ်တရားရာခိုင်နှုန်းအာမခံပတ်တီတစ်လုံးရယ်မွေး2ကွက်ရယ်เนาะကျွန်တော်ကိုပြောရှိမှာအဖွဲ့ဝင်နေတဲ့ကိုတွေမတွေဆိုအဖွဲ့လာဝင်လို့ရပြီเนาะအဖွဲ့ကြိုဝင်တဲ့ကိုတွေမတွေကိုကျွန်တော်ကိုပြောကเนาะ1000နဲ့တန်အောင်ဗာလေးတွေရသွားမလဲဆိုလို့ရှိရင်ကျွန်တော်ကိုမိုင်အားလုံးပဲရှေ့လာမယ့်ဘက်တွေလည်းအဖွဲ့ဝင်မိသားဖြစ်သလိုကျွန်တော်ကိုပြောရှိမှာအဖွဲ့ကြိုဝင်တဲ့ကိုတွေမတွေအားလုံးပဲအခုကျွန်တော်တို့ကြံရက်ကြာသပတေးတောက်ကြ2ရက်အတွက်ကိုလက်ဆောင်ပတ်တီတစ်လုံးနဲ့လက်ဆောင်ကဏ္ဍ2ကွက်နဲ့ရသွားမယ်ကျွန်တော်ကိုမိုင်အားလုံးပဲဒါရှေ့လာမယ့်အပတ်အတွက်ကိုလည်းအဖွဲ့ဝင်မိသားဖြစ်သွားပြီเนาะကျွန်တော်ကိုမိုင်အားလုံးပဲအဖွဲ့ဝင်ကြီးကက်ဆက်ကြီးက1000ကျပ်ပါကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်ကိုဖြိုးနဲ့အဖွဲ့ဝင်ကျင်ပါတယ်ကျွန်တော်ကိုဖြိုးရှိမှလာပြီးတော့ကန်ဆက်ကြည့်ကျင်ပါတယ်ဆိုတဲ့ကိုဒီမိုင်အားလုံးပဲကျွန်တော်ကိုဖုန်းတက်ရိုက်ဆက်သွယ်ပြီးတော့အဖွဲ့ဝင်နိုင်တယ်လို့ဖုန်းခေါ်လို့အဆင်မပြေတဲ့ကိုဒီမိုင်တွေကလည်းဘိုင်ဘာနေလာပြီးတော့အဖွဲ့ဝင်လို့ရပါတယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲကဲကျွန်တော်တို့ရှိမှလာပြီးအဖွဲ့ဝင်ခြင်းနဲ့ကန်ဆက်ရှင်နဲ့ဆိုတဲ့အကိုဒီမတွေရှိရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါเนาะကျွန်တော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကျွန်တော်ပြောပြပေးမယ်เนาะကျွန်တော်ကိုမလေးအားလုံးပဲကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးကတော့399523593933ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးဒီ399523593933ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲဒါကျွန်တော်ကိုဖြိုးနဲ့တကယ်အဖွဲ့ဝင်ခြင်းနဲ့ကျွန်တော်ကိုပြောရှိမှာတကယ်ကန်ဆက်ရှင်နဲ့တကယ်အဖွဲ့ဝင်ခြင်းနဲ့เนาะကျွန်တော်ကိုပြောနဲ့လက်တွဲနေတဲ့အဖွဲ့ဝင်အဟောင်းလေးเนาะလူသစ်ကိုဒီမကြီးလည်းလက်တွဲလို့ရတယ်ကျွန်တော်ကိုပြောနဲ့အပတ်တိုင်းမှာလက်တွဲနေတဲ့ကိုဒီမကြီးလည်းပြန်ပြီးတော့เนาะနောက်ရှေ့လာမယ့်ပတ်အတွက်အဖွဲ့ပြန်ဝင်လို့ရပါပြီကျွန်တော်ကိုမိုင်အားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်ပြောပြီးပြီเนาะကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်တို့လာမယ့်အပတ်မှာကတနင်္လာနေ့တရက်ဖောင်းရက်ရှိမယ်เนาะတနင်္လာနေ့တရက်ဖောင်းနေဆိုတော့အင်္ဂါဗုဒ္ဓဖူးကြာသပတေး3ရက်တော့မွေးစောရမယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲเนาะအင်္ဂါဗုဒ္ဓဖူးကြာသပတေး3ရက်ဇာတို့မွေးပတ်တီတစ်လုံးရယ်မွေး2ကွက်ရယ်ကိုเนาะကျွန်တော်ကိုဖြိုးရှိမှလာပြီးကန်ဆက်မယ်ဆိုကန်ဆက်လို့ရပါပြီအဖွဲ့ဝင်တဲ့ကိုတွေမှာအဖွဲ့ဝင်လို့ရပါပြီเนาะအဖွဲ့ဝင်ကြီးလေးကတော့အများတက်နိုင်တဲ့ကြီး1000ကျပ်ပဲကျွန်တော်ကိုဖြိုးကျွန်တော်ကိုမာတွေကိုတတ်မှတ်ပေးထားပါတယ်ဒါအများတက်နိုင်တဲ့ကြီးလေးနဲ့ပဲเนาะကျွန်တော်ကိုမာရအောင်ပဲเนาะရှေ့လာမယ့်ဘက်တော့လည်းအဖွဲ့ဝင်မိသားဖြစ်သွားပြီเนาะအဖွဲ့ချိုးဝင်တဲ့ကိုတွေမာတွေ1000နဲ့တန်အောင်ဗာလေးတွေရသွားမလဲဆိုရင်
ကျွန်တော်တို့ဒီဘက်မှာကြာတာပတိတောက်ကြ2ရက်စာအတွက်လက်ဆောင်ပတ်တီးနဲ့လက်ဆောင်ကဏ္ဍ2ခွက်ရပါမယ်ကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်ထုတ်ပေးနေကြလက်ဆောင်ပတ်တီးနဲ့လက်ဆောင်ကဏ္ဍကလည်းဒါအပတ်တိုင်းမှာလက်ဆောင်ပေးတဲ့တိုင်းမှာထွက်နေကြပဲเนาะကျွန်တော်ကိုမိုင်အားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမိုင်အားလုံးပဲဒါရှေ့လာမဲ့ပတ်အတွက်ကျွန်တော်ကိုဖြိုးနဲ့ကျွန်တော်ကိုဖြိုးရှိမှလာပြီးဖွဲ့ဝင်ခြင်းမှာလည်းကန်ဆက်ရှင်ပါတယ်ဆိုတော့ကိုမိုင်အားလုံးပဲကျွန်တော်ရဲ့ဖုန်းလေးကိုဆက်သွယ်ပေးပါကျွန်တော်ကိုဖြိုးအဲ့ဒီဖုန်းတစ်လုံးပဲကြိုက်ပါတယ်เนาะကျွန်တော်ရဲ့ဒီကိုဖြိုးဆိုတဲ့เนาะအကောင့်ရဲ့เนาะ profile ရဲ့အောက်မှာလည်းကျွန်တော်ဆက်သွယ်ရမယ့် number လေးတင်ပေးထားပါတယ်ရေးပြထားပါတယ်ပြီးရင်ကျွန်တော်ရဲ့ဒီကိုဖြိုးဆိုတဲ့ account ထဲကိုဝင်လိုက်ပါပို့ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်ဆက်သွယ်ရမယ့် phone number လေးတင်ပေးထားပါတယ်เนาะကျွန်တော်ပြောတာလဲကျွန်တော်ကိုမိုင်းနားလေသဘောပေါက်မယ်လို့ထင်ပါတယ်ရှေ့လာမဲ့ဘက်လည်းအပွဲဝင်မိသားဖြစ်သွားပြီဒီဘက်မှာလည်းကျန်နေရစာတွဲကြာတာပတိတောက်ကြမှာလည်းလက်ဆောင်ပတ်တီးနဲ့လက်ဆောင်ခဏရသွားမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲเนาะဒါအဖွဲကြိုဝင်တဲ့ကိုဒီမတွေကိုရှာပြီးမှာပါเนาะကဲဟုတ်ပြီကျွန်တော်ကိုမိုင်းအားလုံးပဲဒါအဖွဲဝင်ခြင်းတဲ့ကိုဒီမတွေဆိုရင်ကျွန်တော်ဆက်သွယ်ပေးပါเนาะကဲဟုတ်ပြီကိုဒီမတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်2ရက်4လ2026ကြာတာပတိနေ့မနက်12:10မိနစ်အတွက်ကျွန်တော်ကိုပြိုထုံးစံတိုင်းလေးပဲ၄လုံးအခွေလေးရင်ဆုံးစောက်ခေါ်ပေးမယ်เนาะကြာတာပတိနေ့မနက်12:10မိနစ်အတွက်ကျွန်တော်ကိုပြိုရရှိရတဲ့၄လုံးအခွေသည်1594ပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲ1594ပါ1594သည်အခွေပါဒါအခွေကြိုက်တဲ့ကိုဒီမတွေအတွက်၄လုံးအခွေလေးပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲเนาะဒါအခွေလေးပါကဲဟုတ်ပြီကျွန်တော်ကိုမိုင်းအားလုံးပဲလုံးမိုင်ဝမ်းချင်းလေးကိုဆက်ပြီးပြောမယ်အခွေလေးပြောပြီးပြီဆိုတော့လုံးမိုင်ဝမ်းချင်းလေးကိုဆက်ပြီးပြောမယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲကြာတာပတိနေ့မနက်12:10မိနစ်အတွက်ကျွန်တော်ကိုပြိုရရှိထားတဲ့လုံးမိုင်ဝမ်းချင်းသည်51ဝမ်းချင်းပါကျွန်တော်ကိုမိုင်းအားလုံးပဲเนาะလုံးမိုင်ဝမ်းချင်းသည်51ဝမ်းချင်းပါ9ပိုင်1ပိုင်ပါเนาะ9ပတ်သည်1ပတ်သည်ပါကျွန်တော်ကိုမိုင်းအားလုံးပဲ9ပတ်သည်1ပတ်သည်ပါเนาะ9ပတ်သည်1ပတ်သည်ဒါပတ်သည်ပတ်နိုင်တဲ့ကိုဒီမတွေဆိုရင်ကြာတာပတိနေ့မနက်12:10မိနစ်ဈေးမှာပတ်နိုင်တဲ့ကိုဒီမတွေဆိုရင်9ပတ်သည်1ပတ်သည်ကစားပါ9ပါသောကဏ္ဍ1ပါသောကဏ္ဍလေးကိုအဓိကထားပြီးစော့ပါကျွန်တော်ကိုမိုင်းအားလုံးပဲเนาะဒါကျွန်တော်ကိုမိုင်းတွေရှိမှလုံးမိုင်လေးတွေရှိတယ်အမာလေးတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့9-1ဝမ်းချင်းလေးနဲ့ကပ်ပြီးစော့ပါပေါက်သီးပေါက်ွက်ကလေးတွေဖြစ်ပါလိမ့်မယ်ကျွန်တော်ကိုမိုင်းအားလုံးပဲเนาะဒါပတ်နိုင်တဲ့ကိုဒီမတွေအတွက်9ပတ်သည်1ပတ်သည်ပါเนาะမပတ်နိုင်တဲ့ကိုဒီမတွေအတွက်ကိုတော့ကျွန်တော်ရွေးထုတ်ပေးထားတဲ့ share ကဏ္ဍလေး4ခွက်တီခေါ်ပြပေးမယ်9နဲ့ပတ်သက်ရင်4ခွက်1နဲ့ပတ်သက်ရင်4ခွက်ခေါ်ပြပေးမယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲကဲပထမဆုံး9နဲ့ပတ်သက်ပြီးတော့ထိုးရမယ်4ခွက်တီ50 56 59 54ပါเนาะ9နဲ့ပတ်သက်ရင်50 56 59 54เนาะကျွန်တော်ကိုမိုင်းအားလုံးပဲဒါမနေ့ဖြစ်မှာအားကောင်းဆုံးခဏလေး4ခွက်ပါเนาะဒါ9နဲ့ပတ်သက်လို့4ခွက်ကဲအားလုံးပဲ9နဲ့ပတ်သက်လို့4ခွက်ခေါ်ပြီးပြီဆိုတော့ကျွန်တော်တို့1နဲ့ပတ်သက်ပြီးတော့4ခွက်ခေါ်ပေးမယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲ1နဲ့ပတ်သက်ပြီးကျွန်တော်ကိုဖြိုးရွေးထုတ်ထားတဲ့4ခွက်ဒီ1ရှောက်1 4 1 2 1 9ပါเนาะ1နဲ့ပတ်သက်ရင်1ရှောက်1 4 1 2 1 9ပါကျွန်တော်ရဲ့ကိုဒီမတွေမိသားစုဝင်ကိုဒီမတွေအားလုံးပဲဗျာเนาะ1နဲ့ပတ်သက်ရင်1ရှောက်1 4 1 2 1 9ပါเนาะကဲဟုတ်ပြီကျွန်တော်ကိုမိုင်းအားလုံးပဲကျွန်တော်ကိုဖြိုးဒီကျွန်တော်ကိုမိုင်းအတွက်မိန်းတစ်ခွက်ကောင်းလေးကျွန်တော်ပြပြပေးခဲ့မယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲကျွန်တော်ဗီဒီယိုမနက်12:10မိနစ်အတွက်ချယ်မိန်းတစ်ခွက်ကောင်းလေးကတော့9နဲ့ပတ်သက်ရင်9-3တစ်ခွက်ကောင်းเนาะ9နဲ့ပတ်သက်ရင်9-3တစ်ခွက်ကောင်း1နဲ့ပတ်သက်ရင်1-3တစ်ခွက်ကောင်းပါကျွန်တော်ကိုမိုင်းအားလုံးပဲ1နဲ့ပတ်သက်ရင်1-3တစ်ခွက်ကောင်း9နဲ့ပတ်သက်ရင်9-3တစ်ခွက်ကောင်းပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲကြောက်ပြီကျွန်တော်ကိုမိုင်းအားလုံးပဲခဏလေးလည်းကျွန်တော်ကိုဖြိုးပြောတာစုံသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲကျန်လာမယ်เนาะကျွန်တော်တို့ရှေ့လာမယ့်ဘက်အတွက်အပွဲဝင်ကျင်နေဆိုတဲ့ကိုဒီမိုင်းအားလုံးပဲကျွန်တော်ကိုဖုန်းတရိုက်ဆက်ပြီးတော့အပွဲဝင်နိုင်တယ်လို့ဗိုက်ဘာနေလာပြီးတော့လဲဆက်သွယ်ပြီးတော့အပွဲဝင်နိုင်ပါတယ်เนาะအပွဲကြိုဝင်တဲ့ကိုဒီမိုင်းတွေเนาะရှေ့လာမယ့်ဘက်အတွက်အပွဲကြိုဝင်တဲ့ကိုဒီမိုင်းတွေ1000နဲ့တန်ဘာလေးတွေရမလဲဆိုရင်ကျွန်တော်ပြောပြီးပြီเนาะကြာတာပတိတောက်ကြ2ရက်စာအတွက်ကိုလက်ဆောင်ပတ်တီးနဲ့လက်ဆောင်ကဏ္ဍ2ခွက်ရပါမယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲကြာတာပတိရဲ့တောက်ကြ2ရက်စာအတွက်ကိုလက်ဆောင်ပတ်တီးနဲ့လက်ဆောင်ကဏ္ဍ2ခွက်ရပါမယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲပြောပြီးကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးတစ်ခေါက်ခေါ်ပြပေးခဲ့မယ်เนาะပြီးရင်ကျွန်တော်ဗီဒီယိုဖိုင်လေးရနာမယ်ကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ဒီ39 952 359 3933ပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲပြီးတော့ကျွန်တော်ဒီကောက်ထဲဒီကိုဖြိုးဆိုတဲ့ကောက်ထဲကိုဝင်လိုက်ပါပို့ဆိုတဲ့နေရာမှာလည်းကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးကျွန်တော်တင်ပေးထားပါတယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲပြီးတော့ကျွန်တော်အခုကျွန်တော်ကိုဖြိုးဆိုတဲ့ကျွန်တော်ပုံတင်ထားပါတယ်ဒီကောက်ရဲ့เนาะ profile ရဲ့အောက်မှာเนาะ profile ရဲ့အောက်မှာလည်းကျွန်တော်စာမှာလည်းထည့်ပြီးတော့ရေးပေးထားပါတယ်ကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်လေးကဲဟုတ်ပြီကျွန်တော်ကိုမိုင်းအားလုံးပဲเนาะကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့မနက်ပြန်ကြာတာပေးနေမနက်7:10မိနစ်မှာလည်းကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ပြီးတော့ပေါက်သီးပေါက်ွက်ကလေးတွေမိကြပါစေရကြပါစေလို့ကျွန်တော်ကိုဖြိုးကစုမှုကောင်းလေးတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲကျန်လာလိုက်ပါလေဗျာเนาะကိုမိုင်းအားလုံးပဲကဲအားလုံးပဲ good luck ပါကိုဒီမိုင်းအားလုံးပဲ